လူပေးမှားသွားတဲ့အခါတန်မိုးတွေကျတတ်တဲ့ဘဝမှာမေတ္တာပေး၍မေတ္တာမရဘူးဆိုတဲ့အခိုက်အတန့်တွေကိုကြုံမှုကြလားကိုကပေးလိုက်တာကမေတ္တာတွေပြန်ရလိုက်တော့နာကျင်မှုတွေကိုကကိုချင်းစာပေးပြန်တော့လည်းပဲပြန်ရလိုက်တော့လိန်ညာမှုတွေကိုကယုံကြည်ပေးပြန်တော့လည်းပဲမျက်ရည်စားတွေကိုပဲပြန်ရတတ်တယ်မျောလင့်ချက်တွေနဲနိုင်အောင်ကြိုးစားပါနောက်ဆိုရင်မပေးခင်တည်းကနာကျင်နေရပြီဆိုရင်အဲ့ဒီသူဟာကိုယ့်ရဲ့ပေးဆက်ခြင်းတွေနဲ့ကိုယ့်ရဲ့မေတ္တာတွေနဲ့ထိုက်တန်ရဲ့လားဆိုတာကိုတစ်ခါပြန်စဉ်းစားကြည့်ပါလူတိုင်းဟာကိုယ်တန်ဖိုးနဲ့ကိုယ်ရှိတာကြောင့်ကိုယ့်ရဲ့တန်ဖိုးတွေကိုယ့်ရဲ့မေတ္တာတွေလှည့်စားခံရတာကကိုမသိလို့တခုသိထားပါဘလောက်ပဲဘဝနဲ့ယဉ်ပြီးတော့တန်ဖိုးတွေကြီးနေပါစေတန်ဖိုးမသိတဲ့သူကိုသွားပေးမိလိုက်တဲ့အခါကိုပေးသမျှအရာတိုင်းဟာတန်ဖိုးတွေမဲ့နေအောင်ပါ